မောရတုတ်အနှစ်ချုပ်ဘုရားဘာသာဝင်သူတော်စင်တွေလောက်တဲ့အာဂုံဆောင်ပြီးတော့နေ့စဉ်ရွတ်ဖတ်နေကြတဲ့ပရိတ်ကြီး17တုတ်ထဲမှာမောရတုတ်ဆိုတာပါရှိတယ်အဲဒီမောရတုတ်နဲ့ပတ်သက်ပြီးတော့မောရတုတ်ဖြစ်ပေါ်လာပုံအထုပ္ပတ္တိနေတယ်ကွာမောရတုတ်ရွတ်ဆိုရခြင်းရဲ့အကျိုးကျေးဇူးဆိုတာတွေအလုံးသိရှိမှတ်သားပြီးပရိတ္တလို့ဆိုတဲ့ပရိတရားတော်တွေရဲ့အစွမ်းတကူထက်ပုံမှတ်သားနိုင်ကြဖို့ပေါ့ပရိတ္တလို့ဆိုတဲ့အဓိပ္ပာယ်ကပရိဆိုတာပတ်ဝန်းကျင်မှာရှိတဲ့အန္တရာယ်တွေမိမိစီရောက်မလာအောင်တဆိုတာအကာအကွယ်လုပ်တယ်လို့ဒီလိုပြောလောကမှာအန္တရာယ်ဆိုတာမြင်ရတဲ့အန္တရာယ်နဲ့မမြင်ရတဲ့အန္တရာယ်လို့နှမျိုးရှိတယ်မြင်ရတဲ့အန္တရာယ်ကြတော့ကြည့်ပြီးရှောင်မမြင်ရတဲ့အန္တရာယ်မျိုးကြတော့မမြင်ရသည့်အတွက်ရှောင်နိုင်စွမ်းမရှိကြဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပရိတ္တဆိုတဲ့ဒီတရားတော်တွေဟာအကာအကွယ်ဖြစ်စေဖို့အတွက်ဟောတယ်လောကမှာမန္တန်ဆိုတာတွေလည်းရှိတယ်မန္တရဝါရတန္တရဝါရဒါတွေနဲ့အလားတူသလားလို့ဆိုလို့ရှိရင်ကွဲပြားခြားနားမှုရှိတယ်မန္တန်တွေဟာဆိုင်ရာဆိုင်ရာအစွမ်းတတ္တိရှိနိုင်တော်လဲဘုရားမြတ်စွာရဲ့ပြိတ္တရားတွေဟာအန္တရာယ်ကိုကာကွယ်ယုံမျှမကဘူးအ내ဒိဗ္ဗေသိရှိနားလည်လို့ရှင်လက်တွေ့ကျင့်သုံးမှုကိုခြေခံလို့အသိဉာဏ်တွေရင့်တန်ပြီးတန်ត្រာဝတ်ကလွတ်ဖို့ထီအောင်မြတ်စွာဘုရားကရည်တန်ပြီးတော့ဟောကြားခဲ့တာဖြစ်တယ်ပေါ့တခြားမန္တန်ဆိုတာတွေကရွတ်ယုံဖတ်ယုံပဲရွတ်ဖတ်ပြီးတော့အန္တရာယ်ကင်းအောင်စီမံတယ်ဘုရားမြတ်စွာရဲ့ပရိတ္တဆိုတာကြတော့လက်တွေ့ကျင့်သုံးမှုတွေပါတယ်အဲဒီလိုလက်တွေ့ကျင့်သုံးမှုတွေလက်တွေ့ကျင့်သုံးမှုပါသည့်အတွက်ကြောင့်အပြင်းဉာဏ်သာမကအတွင်းဉာဏ်လို့ခေါ်တဲ့လောဘဒေါသမောဟစတဲ့ကိလေသာတွေရပါကင်းဝေးနိုင်အောင်မြတ်စွာဘုရားကဟောကြားထားတာဖြစ်တယ်အဓိကအားဖြင့်ရွတ်ဖတ်သူရဲ့ပုဂ္ဂိုလ်မှာတရားစွမ်းအားတွေနဲ့ကုသိုလ်တရားတွေဖြစ်ပွားစေပြီးတော့ကြာရောက်လာမဲ့အန္တရာယ်တွေကိုကာကွယ်ပေးတဲ့သဘောလောကမှာကုသိုလ်ကောင်းမှုရဲ့အစွမ်းတတ္တိနဲ့ကာကွယ်တာဟာအကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေထဲမှာအန္တရာယ်ကိုကာကွယ်နိုင်တဲ့အစွမ်းရည်ရှိတဲ့အစွမ်းတတ္တိနှမျိုးကိုထူးထူးခြားခြားမှတ်သားထားဖို့ရအဲ့ဒီအစွမ်းတတ္တိနှမျိုးကမေတ္တာတရားနဲ့သစ္စာစကားပဲဖြစ်တယ်ပေါ့ပရိတရားတော်တွေကိုလိုက်ကြည့်မယ်ဆိုရင်ရင်ထဲမှာလေ့ကျင့်ပွားများရမယ်မေတ္တာတရားမှန်ကန်စွာပြောဆိုတဲ့သစ္စာစကားဒီနှစ်ခုဟာစွမ်းအားတတ္တိကြီးမားတယ်စွမ်းအားတတ္တိကြီးမားသည့်အတွက်ကြောင့်တရားဝါတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာနိုင်တဲ့ကြာရောက်လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်နိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်အားဖြင့်လည်းကြည့်မယ်ဆိုရင်မန္တန်ဆိုတာတွေကတော့များများမြတ်စွာဘုရားမပေါ်ခင်ကတည်းကပွင့်လာမန္တဆိုတဲ့အရာတွေကတချို့မန္တတွေကပညာရှိဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့ယသိတွေကစီမံပြီးတော့လုပ်ပေးထားတယ်မန္တန်တွေကြတော့အစွမ်းတတ္တိထက်ထားလည်းရှိတယ်ပေါ့အဲ့ဒီမန္တန်တွေကိုရွတ်ဖတ်တရစေခြင်းအပြင်အန္တရာယ်ကင်းဝေးသွားနိုင်တဲ့နည်းတွေရှိတယ်အဲ့တော့မန္တန်ဆိုတာတော့အမျိုးမျိုးပဲရှိတယ်ထင်တယ်မန္တန်ဆိုလို့ရှိရင်လူတွေကရွတ်ပတ်တဲ့အခါမှာအုံဆိုတာကိုခံပြီးတော့ရွတ်ရတယ်လို့တော်တော်များများအဲ့လိုနားလဲဟုတ်တယ်အုံခံရွတ်တယ်ဆိုတာဘုရားဟောတဲ့မန္တန်နဲ့မဆိုင်ဘူးအုံဆိုတဲ့အဓိပ္ပာယ်ကိုသိရင်ရွတ်တဲ့မရွတ်တဲ့ကိုယ့်ဘာကိုဆုံးဖြတ်ရအောင်အုံဆိုတဲ့စကားလုံးကအခရာ၃လုံးကိုပေါင်းပြီးတော့ရွတ်ထားတာ
အရဲ့ဥရဲ့မရဲ့ဒီအခရာ၃လုံးကိုတသံနဲ့ထွက်အောင်ရွတ်ကြည့်ပေါ့အာဥမနော်တသံနဲ့ထွက်အောင်ရွတ်ကြည့်လိုက်လို့ရှင်အုံဆိုတဲ့အတန်မှန်ကိုရတယ်မကြတော့ပြီးပြီးသားသားရွတ်တာမဟုတ်ဘူးပါးစပ်ပိတ်ယုံညာအောင်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါကဘာအဓိပ္ပာယ်တုံးဆိုတာသိဖို့ရလို့တယ်ဗုဒ္ဓဘာသာနဲ့သက်ဆိုင်မှုမရှိဘူးဒီဟာကအဆိုတာဟိန္ဒူဘာသာဝင်တွေကိုးကွယ်တဲ့ကဘာကြီးကိုဖန်ဆင်းတယ်ဆိုတဲ့ဗြဟ္မာကြီးကိုရည်ညွှန်းတာဗြဟ္မဆိုတဲ့စကားလုံးရဲ့နောက်ဆုံးမှာအဆိုတာနဲ့ဆုံးသတ်ထားတယ်အဲ့ဒီကအဆိုတာကိုယူလိုက်တယ်ဒီတလုံးကိုယူထားတယ်နောက်ဥဆိုတာတော့ဒုတိယတကုရှင်ဖြစ်တဲ့မြန်မာတွေခေါ်ကြတဲ့ဘိသနိုးနတ်အဲ့ဒီဘိသနိုးနတ်ဆိုတာဟာသူတို့စကားလုံးအစစ်အမှန်နဲ့ခေါ်ရင်ဗိရှနုလို့ခေါ်တယ်ဗိရှနုဆိုတော့ဥဆုံးတယ်အဲ့ဒီကဥကိုယူလိုက်တယ်နောက်တစ်ခါတတိယမြောက်တကုရှင်ကတော့တိဝနတ်လို့ခေါ်တယ်ဟိန္ဒူဘုရားကျောင်းတွေသွားကြည့်ရင်လူပုံစံနဲ့ဆင်နာမောင်းတဲ့ရုပ်ကိုတွေ့တယ်အဲ့ဒါဟာတိဝနတ်လို့ခေါ်တယ်အဲ့ဒီတိဝနတ်ကိုဟိန္ဒူအတန်နဲ့ထွက်မယ်ဆိုရှိဗန်လို့ထွက်တယ်မဆုံးတယ်ရှိဗန်အဲ့တော့ဗြဟ္မကအကိုယူပြီးတော့ဗိရှနုကဥရှိဗန်ကမဒီအခရာ၃လုံးကိုယူပြီးတော့ပေါင်းပြီးတော့ရွတ်တာဘုရားဘာသာနဲ့သက်ဆိုင်မှုမရှိဘူးပေါ့နော်လောကလူတွေကတော့အတိပ္ပယ်ကိုမစင်စားဘူးယုံကြည်ရာအစဉ်အလာကိုပဲလက်ခံပြီးတော့ရွတ်ဆိုနေကြတယ်ဟောမန္တန်ဆိုအုံပါရမယ်ဆိုပြီးတော့အဲ့ဒီအုံရဲ့အတိပ္ပယ်ကဟိန္ဒူတွေကိုးကွယ်တဲ့နတ်ဖရာ၃ဆူဗြဟ္မာက protector ဗြဟ္မာက creator ဆိုတာဖန်ဆင်းရှင်ပေါ့ဗိရှနုက protector ကာဝယ်ဆောက်ရှောက်ပေးသူရှိဗန်က destroyer လို့ခေါ်တယ်ဖျက်ဆီးသူလို့၃ခုလူတွေရဲ့စိတ်ကူးမှာဒီလိုဖော်ညွှန်းထားတာဖန်ဆင်းတဲ့လူကဖန်ဆင်းတယ်ဖန်ဆင်းထားတာကိုကာကွယ်တဲ့လူကကာကွယ်တယ်ဖျက်ဆီးမဲ့သူကဖျက်ဆီးတယ်တကယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြစ်တည်ပြက်ဆိုတဲ့ခဏ၃ခုနဲ့သွားပြီးတော့ဆင်တယ်ပေါ့ဖြစ်လာတာရှိတယ်တည်ထနေတာရှိတယ်ပျက်စီးသွားတာရှိတယ်လောကရဲ့သဘာဝတရားကြီးဟာအဲ့ဒီသဘာဝကိုမူလကရည်ညွှန်းတာလည်းဖြစ်ချင်းဖြစ်မယ်နောက်ပိုင်းရောက်တဲ့အခါကိုယ်ွယ်မှုတွေလွှမ်းမိုးလာတဲ့အခါကျတော့ဖြစ်တည်ပြက်ဆိုတဲ့ဥပတိပင်ကပဲဘုရားသုံးစုဖြစ်ခြင်းနဲ့ဖြစ်လာမှာပဲအတွေးอ่ะเนาะဒါအတွေးကြည့်တာပြောတာပါအဲ့ဒီဟိန္ဒူနတ်ဘုရားသုံးစုဆိုတာဖန်ဆင်းသူကဗြဟ္မာကာဝယ်ဆောက်ရှောက်ပေးသူကဗိရှနုဖြည့်ဆည်းမဲ့သူကစိဗဒါကြောင့်မို့တိဝနတ်ကြီးကိုကိုးကွယ်ကြတယ်ဖြတ်မှာကြောက်လို့သူ့ကိုပုံမို့ပြီးတော့ချော့မော့ထားလို့မို့ဖြည့်ဆည်းမှာဆိုတော့လူတွေကကြောက်တယ်ပိုကြောက်အဲ့တော့ဆိုလိုတာကအုံဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီ၃ခုကိုရည်ညွှန်းတာလို့ဒီလိုမှတ်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေကကိုယ်နဲ့မသက်ဆိုင်တဲ့ကိုယ့်ရဲ့ကိုယ်ွယ်မှုနဲ့မသက်ဆိုင်တာကိုရွတ်တင်လားလို့ဆိုမရွတ်တင်ဘူးတခါငယ်ငယ်တုန်းကတည်းကကြားဦးတယ်အုံဖွဆိုတဲ့စကားလုံးလေးတစ်ခုမှန်ကန်တဲ့စကားလုံးတစ်ခုပြောပြမလို့ပါအုံဖွလို့ပမာတွေကဆိုလို့ရှိတယ်တကယ်ကတော့ဖွမဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါကျတော့လေနဲ့မှုတ်လိုက်တာဖူးလို့မှုတ်တာအဲ့ဒီဖူးကဖွဖြစ်သွားတာနော်အမှန်ကန်မဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါယောဂပြောက်အောင်လို့ဆိုဖူးဆိုပြီးတော့မှုတ်လိုက်တာဒါကြောင့်မလို့စာထဲမှာရေးတဲ့အခါဖူးဓမ္မကမန္တန်နဲ့ဖူးလို့မှုတ်ရတဲ့မန္တန်လို့ဒီလိုဆိုတာအမှန်ကန်ကအဲ့ဒါလို့နော်
နောက်တစ်ခုပြောမယ်မန္တန်နဲ့ပတ်သက်လာလို့ပြောပြတာပါဘောဓုတတရားနဲ့တော့မဆိုင်ဘူးเนาะမြန်မာလူမျိုးတွေမန္တန်ဝါသနာပါတဲ့လူတွေကရွတ်ကြတယ်အုံခံပြီးတော့ရွတ်ပြီးတော့နောက်ဆုံးကြတော့ဘာဆိုတော့ဆိုသွားဟအဆိုတာရှိတယ်လေရွတ်ဖူးတဲ့လူကြားမှာပေါ့နောက်ဆုံးစကားကသွားဟဆိုတာမောင်းထုတ်တာပဲတကယ်ဟိန္ဒူတွေရွတ်တဲ့မန္တန်မှာသွားဟမဟုတ်ဘူးစွာဟာလို့ဆိုလိုတာစွာဟာဆိုတာကောင်းကျိုးမင်္ဂလာတွေဖြစ်ပါစေလို့အဓိပ္ပာယ်ရတယ်ဗမာကရွတ်တဲ့လူကပုံမှန်မဟုတ်ဘဲနဲ့သွားဟာဆိုမောင်းချတာဖြစ်သွားနော်ဘုသူကလည်းသူမဟုတ်တဲ့အကြောင်းပြောပြတာပါအဲ့ဒီလူတွေဖြစ်နေတတ်တယ်အဲ့တော့မန္တန်ဆိုတာစွမ်းတတိရှိကောင်းရှိနိုင်တယ်ဘုရားမြတ်စွာရဲ့ပရိတရားတော်တွေနဲ့မတူတာကဘာလဲလို့ဆိုပရိတရားတော်တွေဟာမေတ္တာတရားနဲ့သစ္စာစကားကိုအခြေခံထားပြီးတော့ကုသိုလ်တွေဖြစ်ပွားလို့ထိုကုသိုလ်တွေရဲ့စွမ်းအားနဲ့နော်အကာအကွယ်ယူဖို့ရမြတ်စွာဘုရားဟောတယ်မှန်ကန်တဲ့နည်းနဲ့အကာအကွယ်လည်းဖြစ်စေရမယ်ဒီပရိတရားတော်တွေရဲ့အနှစ်သာရကိုသိရှိနားလည်မယ်ဆိုရင်တန်တရားဝုတ်ကလွတ်စေနိုင်တဲ့ကျင့်စဉ်တစ်ခုကိုလည်းဖော်ပြပြီးသားဖြစ်တယ်ပေါ့ဒီအဓိပ္ပာယ်အဲ့တော့မန္တန်နဲ့မတူတဲ့အဓိပ္ပာယ်ကမန္တန်ကရွတ်ရွတ်တဲ့အရာမျိုးပရိတရားတော်ဆိုတာရွတ်နဲ့မကဘူးစဉ်းကျင်စဉ်းစားလို့ဒီအတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်နိဗ္ဗာန်ထိအောင်အကျိုးသက်ရောက်နိုင်တယ်ပေါ့ကြည့်လေအားလုံးရကြတဲ့မေတ္တာတုတ်ပဲကြည့်ပေါ့မေတ္တာတုတ်မှာမေတ္တာပွားဖို့ဘုရားတိုက်တွန်းတဲ့စကားလေးကြည့်မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကလေးတယောက်တည်းထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တူရီတော်ရင်သွေးကိုစောင့်ရှောက်တယ်လို့တဲ့ဧဝံပိတဗ္ဗဗုတေတုမာနတံဘာဝယေအပရိမာဏအဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားတွေအလုံးပေါ်မှာမေတ္တာစိတ်ဖြစ်အောင်လုပ်ပါအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာစိတ်ဖြစ်အောင်ဒါကျင့်စဉ်တစ်ခုပြောတာပဲလေနော်ရွေးရုံနေမဟုတ်ဘူးကျင့်စဉ်တစ်ခုပြောတာကျင့်ပုံကျင့်နည်းကိုလည်းပြောတယ်မြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်တိဋ္ဌံစရဏိသိဏောဝတရားနောယာဝတ္တဝိတမိတောမအိရှင်ဒေသမြကာလပတ်လုံးတိဋ္ဌံဆိုတာမတရနေတဲ့အခါဖြစ်စေစရံလမ်းလျှောက်နေတဲ့အခါဖြစ်စေနိသိဏထိုင်းနေတဲ့အခါပဲဖြစ်စေတရားနာအဲ့ရထဲမှာလျှောင်းဆက်နေတဲ့အခါပဲဖြစ်စေတဲ့ဧတံတတိအဋ္ဌိထေယမေတ္တာတတိကိုခိုင်ခိုင်မာမာတည်ဆောက်ထားပါမေတ္တာပို့နေပါလို့ပြောတယ်အန္တရာယ်ကင်းအောင်လို့သွန်ပေးတယ်လေရွတ်ယုံနေမဟုတ်ဘူးကြည်ဒီမှာရွတ်လို့ပါတာမပါဘူးမေတ္တာတတိကိုတည်ဆောက်ပါတဲ့ဧတံတတိအဋ္ဌိထေယဗျမ္မမေတ္တံဝိဟာရမိဒ္ဓမှာဒီသာသနာတော်မှာမေတ္တာပို့နေတာဟာမြတ်သောနေထိုင်ခြင်းလို့ခေါ်ပါတယ်တဲ့ဗျမ္မဝိဟာရလို့ခေါ်ပါတယ်တော့မေတ္တာမှာမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကြဒေးလီလိုက်မှာကိုယ့်ရဲ့နေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်ရလောကလူတွေကနေ့စဉ်အစာစားပြီးတော့ခန္ဓာကိုယ်မှာအားဖြစ်နေကြပြီအသက်ရှည်နေကြဘုရားတရားတော်တွေလည်းနေ့စဉ်အသုံးချပြီးလိုက်နာကျင့်သုံးနေမယ်ဆိုလို့ရှိရင်သံတတိတွေရနေမှာပဲမရတာဘာဖြစ်လို့မလုပ်လို့မရတာမလုပ်လို့မရတာစနစ်တကျလုပ်ရင်အောင်မြင်စနစ်တကျလုပ်ဖို့တော့လိုအပ်တာပေါ့ဘယ်ကိစ္စပဲကြည့်လေနောက်ဆုံးမေတ္တာတရားရင်၌ဖြစ်ပွားတဲ့အခါကျတော့ဘာဖြစ်လဲဒိဋ္ဌိစအနုပက္ခမတိလဝါဒတနေနတမ္ပန္နောကာမေတုဝိနေယဂေတံနာဟိသာဒုက္ခပတေယပုဏ္ဏရေတိမှားရတဲ့အမြင်တစ်ခုမချင့်ကပ်နဲ့တရားတွေကိုမေတ္တာပို့တော့တရားရှိတယ်လို့ယူဆသွားနိုင်တယ်ဝိပဿနာရှုထောင့်ကကြည့်ရင်တရားမရှိဘူးရုပ်နဲ့နာမ်ပဲရှိတယ်ဒါကြောင့်မို့
တရဝါရှိတယ်ဆိုတဲ့မှားယွင်းတဲ့အမြင်ကိုမချင်းကပ်နဲ့မရောက်စေနဲ့သီလဝါကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ပါတသနာတမ္ပန္နမှန်ကန်တဲ့တမ္မာဒိဋ္ဌိဉာဏ်နဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပါကျင့်လိုက်တဲ့အခါနောက်ဆုံးသောတပန်အဆင့်ထိအောင်ဖြစ်သွားရင်တသနာတမ္ပန္နမြင်မှန်သွားပြီကာမေတုဝိနည်းအခေတံအမြင်မှန်သွားတဲ့အခါကာမရာဂတွေရောနေသွားပြီးတော့ရာဂဒေါသတွေနေပါသွားပြီးနောက်ဆုံးမှာကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့တဲ့ကိလေသာဆိုတာအဲ့ဓာတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဟောအနာဂံဖြစ်သွားပြီလို့ပြောတယ်နာဟိဇာတုခပတ္တေယဇာတုဆိုတာတကယ်ကိုနခပတ္တေယပုဏ္ဏရေတိမိခင်ရဲ့ဝမ်းဘယ်တော့မှပြန်မရောက်တော့ဘူးဆိုရယ်ဘယ်တော့မှပြန်မမွေးတော့ဘူးလို့ပြောတယ်နော်ယန္နာဖြစ်သွားရင်နောက်ထပ်ပဲမွေးတော့မှာတော့အဲ့တော့နိဗ္ဗာန်ထိအောင်ဖော်ညွှန်းထားတာမြတ်စွာဘုရားတရားမန္တန်ရွယုံနေမကမန္တန်ရွထာကပြင်ဘက်ကအန္တရာယ်လောက်တော့ကင်းရင်ကင်းမယ်အတွင်းအန္တရာယ်ကိုမရှင်းနိုင်ဘူးမြတ်စွာဘုရားရဲ့ပြိဋ္ဌာန်တော့အပြင်အန္တရာယ်လည်းကင်းတယ်အတွင်းရန်ဆွဲတွေကိုလည်းရှင်းနိုင်တယ်နိဗ္ဗာန်ထိအောင်အကျိုးပြုတယ်လို့မတူတဲ့သဘောလေးတွေကိုမှတ်သားထားဖို့ပါတချို့ကရောထွေးပြီးတော့ပြောတာပြိဋ္ဌိမန္တန်နဲ့တူးမနေဘူးလားလို့စောရကတက်တဲ့လူတွေကရှိသေးတယ်တကယ်ရောရွရင်အန္တရာယ်ကင်းရလားလို့မေးတဲ့လူတွေရှိတယ်မတူတာကိုတည်တည်ချာချာလေ့လာကြည့်ပြီးတော့မြတ်စွာဘုရားရဲ့ intention ပေါ့ရည်ရွယ်ချက်မေတ္တာမှကွဲပြားချမ်းသာတယ်ဆိုတာတတိထားဖို့လိုရတယ်ကဲကောင်းပြီအခုဒီနေ့မောရတုတ်အနှစ်ချုပ်ဆိုတာပြည်ကြီးထဲမှာမောရတုတ်ကိုစတင်ထားတာအလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေသိကြတယ်ပုရိန္တံဘောရိတံပါရိနိဗ္ဗတံမောရယောနိယယေနတံဝိတာရက်ခာမဟာတတ္တံဝနေစရာစိရတံဝါယမန္တာပိနေဝတက္ခိန်တုခဏိတုံဗျမမန္တန္တိအခတံပရိတံတံပနာမဟေဟောပရိအညွန်းအနေနဲ့အမွန်းအနေမွန်းနေဆိုတာဒီချီးမွမ်းပြီးတော့ပြောဆိုတဲ့စကားရွတ်ချင်လာအောင်ဒီပရိတရားရဲ့စွန့်ရည်တတ္တိတွေဘယ်လိုရှိတယ်ဆိုတာကိုပြောပြလူဆိုတာအကျိုးရှိမှလှုပ်ချင်တာလေအကျိုးမရှိရင်မလှုပ်ချင်ဒါကြောင့်မို့လို့အမွန်းဆိုတာအကျိုးတရားကိုဖော်ပြတာဒီလူကတော့မှွန်းလိုက်တာနဲ့ပြောကြတယ်မဟုတ်လားဘာလို့ရင်ဘာဖြစ်မယ်ဘာဖြစ်မယ်နဲ့ပြောတာဒါမှွန်းတာပရိတရားတော်မှာလည်းအဲ့ဒါလို့အမွန်းနေမွန်းပြီနော်အကျိုးတရားတွေဘာတွေဖြစ်ထွန်းနိုင်တယ်ဆိုတာရှင်းလင်းဖော်ပြတဲ့သဘောအဲ့ဒီမှာဆိုလို့ရင်တိတ်တယ်ကဘာလဲလို့ဆိုရင်ပုရိန္တံဘောရိတံပါရိဘောဓိဆိုတာဖျားဖြစ်တဲ့ဖျားဖြစ်သူရောက်စေတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုဘောဓိလို့ခေါ်တာအရဟတမေဉာဏ်တပ္ပညုတဉာဏ်လို့ဆိုတဲ့ဘောဓိဆိုတဲ့အသိဉာဏ်ကြီးရဲ့အထောက်အကူဖြစ်တဲ့ပါရမီ10ပါးအပြား30စရိယာ3ပါးစွန့်ခြင်းကြီး5ပါးဆိုတာဖျားဖြစ်ဖို့တရားတွေပါရမီတရားတွေကိုဖြစ်ကျင့်နေတာဘောဓိတမ္မာတွေတပ္ပညုတဉာဏ်ရဲ့အထောက်အကူအဆောက်အဦဖြစ်တဲ့ပါရမီကုသိုလ်တရားတွေကိုပူရင်တံဖြစ်ကျင့်နေစဉ်အခါကာလမှာမောရယောနိယကံမကောင်းအကြောင်းမလားလို့အကုသိုလ်ကြောင့်ဘုရားလောင်းဟာလည်းပဲဒီမက်ဖို့နိဗ္ဗာန်မက်ဖို့မရမချင်းတဏှာကျင်လေတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာတဏှာကလည်းကြာကျင်တိုင်းကြာတော့အမှားယွင်းဆိုတာရှိတတ်တယ်။တောင်းဖြစ်တာကုသိုလ်ကြောင့်ဖြစ်တာမဟုတ်အကုသိုလ်ကြောင့်ဖြစ်တာ။လုပ်ခဲ့တဲ့အကုသိုလ်ကအခွင့်သာလို့အကျိုးပေးလိုက်တဲ့အခါလူမဖြစ်ဘဲနဲ့တရားဖြစ်တိရစ္ဆာန်ဖြစ်သွားတယ်။ဒါပြောပါရမီဖြည့်နေတဲ့အချိန်မှာပဲအကုသိုလ်ရဲ့အကျိုးပေးမှုကြောင့်မောရယောနိယဥထောင်းမျိုးမှာနိဗ္ဗတံဖြစ်နေတဲ့ဘုရားအလောင်းမဟာတတ္တံမြင့်မြတ်တဲ့ဘုရားအလောင်းကိုတံဝိတာရက်ခဝနေစရာကောင်းစွာစီမံထားတဲ့အဆောက်တွေနဲ့ဝနေစရာဆိုတာတောထဲမှာလက်သွားလာနေတဲ့မုတ်ဆိုးတွေ
Eri Mosoria, Siratan Waimantabi, Nipomyaswa, Alonja Ao, Pamoya, Josa Nebi Melu, Ganido, Pea Launo Yigu, Pamoya, Lewata came to Matanangajabu. Hora demanda yet swang of Popia, deep the eye, swang Popia at the ball. Piama Mandandi Akata. Dimandango morato mapare preye dimandango piama mandalo tilo khore piama mandang alon myin myat kawn myat de mandango mandan lo akhata chimwan pyo so atte paridan tampana ma he edi piama mandang lo khor ya de morato praya ro ko thode de yut cha ba so lo ဒီလိုပြောတာပေါ့နော်ဒါကအမွန်းကာတာအဲ့တော့ဒီနေရာမှာဘုရားလောင်းဟာတရိစ္ဆာန်ဖြစ်ပေမဲ့လို့ဘဝကပါရမီတွေစီးပူးလာတာဖြစ်တော့တရိစ္ဆာန်ဘဝမှာတတိမှာအတိညာမပါပေမဲ့လို့နော်အတိညာမပါပေမဲ့လို့လေ့အကျင့်ရပြီးတော့သွားတယ်ဝါဒနာတို့စိတ်နေသဘောထားတို့ဆိုတာအလေ့အကျင့်ကြီးတစ်ခုပဲပေါ့တရိစ္ဆာန်တွေတောင်ကြည့်တစ်ကောင်နဲ့တစ်ကောင်တူလားမတူဘူးနော်နွားတောင်မှသဘောကောင်းတဲ့နွားရှိတယ်သဘောဆိုးတဲ့နွားရှိတယ်ဇယိုက်ဆိုးကိုမစုံဘူးဆိုဘယ်ဘဝရောက်အဆိုးပဲငှက်တွေတောင်မှဆိုးတဲ့ငှက်ကြတော့နော်တောင်ပန်တကားကားနဲ့အမီးတစ်ထောင်တောင်နဲ့ပါဇက်ဖြဲပြီးနှုတ်သီးဖြဲပြီးတော့ဟိုကောင်းလိုက်စိတ်ဒီကောင်းလိုက်စိတ်လို့အေးချမ်းချမ်းနေခြင်းနဲ့ငှက်ကြတော့အေးဆေးဆေးလေးနေတာပဲမတူတဲ့သဘောပြောပြတာနော်လူတွေလည်းတူတူပဲအေးချမ်းချမ်းနဲ့ကိုယ့်အကူနေတဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဟိုလိုက်ရန်စဒီလိုက်ရန်စဟိုလိုက်ရန်ဖြစ်ဒီလိုက်ရန်ဖြစ်လူမျိုးတွေလည်းရှိတာပဲအဲ့တော့ဇယိုက်ဝါဒနာဆိုတာပါသွားတတ်တယ်ဖះလောင်းနေကြတော့ဘယ်တော့ပဲဖြစ်ဖြစ်ကံမကောင်းအကြောင်းမလားလို့အကုသိုလ်အကျိုးပေးလဲရောက်တယ်တရိစ္ဆာန်ဘဝရောက်ပြီမဲ့လို့စဉ်းစားတတ်တဲ့အလေးထားရှိပါတယ်သူနော်စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အမတ်တမဲ့မနေဘူးစဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်အလေးချင်းရလို့တွေးခေါ်တတ်တာနော်အေးအခုလည်းပဲဖះလောင်းတော့ကြီးကကံမကောင်းအကြောင်းမလားလို့ဓမ္မောကရောက်နေတဲ့အခါဒီဇလန်းကိုဖော်ပြဖို့ဒန္တကဟိရိညလို့ဆိုတဲ့တောင်မှာဟိမွန်ဒါနာကတောင်ကြီးမှာဖះလောင်းတော့အဲ့ဒီတုန်းကဥတော်ကြီးဖြစ်တယ်ပေါ့တောင်းတကောင်ဖြစ်ပြီးတော့အဲ့ဒီတောင်မှာနေထိုင်ပြီးတော့ချက်စားတယ်ဒါသူအဲ့ဒီမှာမွေးပြီးတော့အဲ့ဒီမှာနေထိုင်ချက်စားတယ်ပေါ့ရွှေအစင်းရှိတဲ့တောင်ကြီးရွှေရောင်တောက်နေတယ်အတောင်တွေကအဲ့တော့အဲ့ဒီတောင်ကိုမုတ်ဆိုးတယောက်ကအဲ့ဒီဘက်ကိုတောလဲသွားရင်ကနေပြီးတော့ဒန္တကဟိရိညဆိုတဲ့တောင်ချေရောက်သွားတဲ့အခါမှာအဲ့ဒီတောင်ကြီးကိုအမှတ်မထင်မြင်လိုက်ဖူးတယ်ဒီတောင်ကြီးကသိပ်လှတာပဲအကောင်ကြီးလည်းကြီးတယ်အယောင်ကလည်းပဲရွှေရောင်လို့ဆိုပြီးတော့သူကတိတော့မှတ်သားထားတာဘယ်နှစ်တောင်မြောက်မှာဘယ်ကနေသွားရင်ဘယ်မှာအဲ့ဒီတောင်ပေါ်မှာဒီတောင်ကြီးရှိနေတယ်ဆိုတာကိုသူကမှတ်သားထားပြီးတော့သူ့သားကိုပြောထားခဲ့တာအဲ့ဒီမှာရွှေတောင်ကြီးတစ်ကောင်ရှိတယ်ဆိုတာကိုသူကသတင်းပေးထားခဲ့ပြီအဲ့ဒီမုံဆိုးကတော့တည်သွားသူ့သားကသူ့ဖေဆရာကြားဘူးတယ်တရက်တော့ဖြစ်ချင်တော့ဗာရဏသီပြည်ပြမရမင်းကြီးရဲ့မိဖုရားကအိမ်မက်မက်ထားရွှေဦးတော်မင်းကြီးကလာပြီးတော့သူ့ကိုတရားဟောတယ်လို့အိမ်မက်မက်ထားအိမ်မက်မက်တဲ့အခါကျတော့အဲ့ဒီရွှေရောင်အဆင်းရှိတဲ့ဒေါင်းဟာဘယ်မှာရှိတယ်လဲလို့ဘုရင်ကြီးကစူးစမ်းခိုင်းတာပေါ့စူးစမ်းခိုင်းတော့မုတ်ဆိုးတွေအစည်းဝေးခေါ်ပြီးတော့မေးတဲ့အခါခုနကမုတ်ဆိုးတယောက်ကပြောတယ်သူ့အဖေကတော့ပြောမှုတယ်ဒန္တကဟိရိညာတောင်မှာ
ရွှေရောင်ဆင်းရှိတဲ့တောင်ကြီးသူမြင်မှုတယ်လို့အဲ့ဒီလိုသတင်းပေးရကနေပြီးတော့ဘုရင်ကြီးကအဲ့ဒီတောင်ကြီးဖမ်းခိုင်းတယ်သွားပြီးတော့သူစူးစမ်းတယ်ကြော်ဝင်းနေပါတယ်နဲ့ထောင်မုံဆိုးအတတ်ပညာနဲ့တောင်ကြီးကိုလေ့လာဘယ်ချိန်မှသူအိတ်တန်းတက်တယ်ဘယ်ချိန်မှအိယာကဆင်းပြီးတော့ဘယ်နေရာမှာသူကျက်စားတယ်ဆိုတာတွေအကုန်မှတ်သားပြီးတော့ကြော်ဝင်းနေထောင်သူထောင်ထားတဲ့ကြော်ဝင်းမှာဆင်းတယ်ဒါပေမဲ့မမိဘူးဘယ်လို့မှမမိမဆင်းတာမဟုတ်ဘူးဆင်းတယ်ကြော်ဝင်းနဲ့လည်းခြေထောက်စွတ်မိတယ်ဒါပေမဲ့မမိဘူးတဲ့အဲ့ဒီလိုထူးထူးဆန်းဆန်းဖြစ်တော့တနေ့တော့မိရမယ်ဆိုပြီးတော့ကြိုးစားလာ9နှစ်ကြာသွားတယ်မို့ဆိုလဲတောထဲမှာပဲတည်သွားရှာနော်တောင်းတော့မမိလိုက်အဲ့ဒီတော့တောင်းတရားနာကျင်တဲ့မိဖုရားလည်းပဲစိတ်ဆင်းရဲပြီးတော့တတတာဖြစ်ပြီးနောက်ဆုံးရွှေဦးတောင်းဆိုတဲ့တောင်းကြီးကိုမတွေ့ရလို့သူလည်းပဲစိတ်ဆွဲလန်းမှုကြောင့်ယောဂဖြစ်ပြီးတပိမ့်ပိန်တလိန်လိန်နဲ့တည်သွားရှာနတ်ရွာဆန်သွားတယ်အဲ့ဒီမှာဘုရင်ကြီးကငါမိဖုရားဟာဒီတောင်းကြီးကြောင့်တည်ရတယ်လို့စိတ်ဆွဲပြီးတော့မဟုတ်တရုပ်စာတစ်ခုကိုရေးလိုက်တယ်သူကဒန္နကဟိရညာတောင်မှာရွှေရောင်ဆင်းရှိတဲ့တောင်ရှိတယ်အဲ့ဒီတောင်သားကိုစားရလို့ရှိရင်မအိုမနာမသိဆိုပြီးတော့တောင်သားကိုစားရင်မအိုမနာမသိဆိုပြီးတော့ရွှေပေလွှာတစ်ခုရေးထားခဲ့တာရေးပြီးတော့ဘုရင်ကြီးလည်းပဲစိတ်ဆင်းရဲမှုနဲ့တိတ်မကြဘူးတည်သွားတယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့နဲ့နောက်တက်လာတဲ့ဘုရင်ကကြည့်ပြန်ဒီတောင်းရှိတယ်ဆိုတော့သူကဆက်ကြိုးစားတယ်မရဘူးဘုရင်ကြီးဆိုတာမြန်မာရာဆိုရင်ကြည့်မယ်ဆိုအသက်ရှည်တဲ့ဘုရင်ကနဲတယ်အသက်တိုတဲ့ဘုရင်တွေပဲများဒီမှာလည်းပဲအဲ့ဒါလို့ဖြစ်လိမ့်မယ်ဘုရင်တွေသေးတည်သွားတာဘုရင်မင်းပေါင်း60တောင်တည်သွားတယ်တောင်းဖမ်းမှုကြိုးစားကြတာတရားမှမမိဘူးတဦးမှမမိဘူးနောက်ဆုံး80မြောက်ဘုရင်ကြတဲ့အခါကျတော့မုတ်ဆိုးကတောင်းကြီးကိုသွားဖမ်းတယ်မရဘူးမရတော့သူကလိမ္မာပတ်တ်တယ်ငါထောင်ထားတဲ့ကြော့ကွင်းနဲ့လေခြေထောက်စွတ်မိတယ်ဘာဖြစ်လို့မမိတယ်လဲသူကအဲ့ဒါစဉ်းစားပြီးတော့တောင်းကြီးရဲ့ပုံပန်းတန်တန်ကိုကြည့်တဲ့အခါမှာအဲ့ဒီတောင်းကြီးဟာနေထွက်လာပြီဆိုလို့ရှိရင်နေဘက်ကိုမျက်နှာလှည့်ပြီးတော့တွန်ကျူးတာသူကတွေ့လေရတယ်ညနေအိတ်တန်းတက်ပြီဆိုလို့ရှိရင်လည်းနေဝင်တဲ့ဘက်လှည့်ပြီးတော့တွန်ကျူးတာသူကတွေ့လေရတယ်အဲ့ဒါဟာမြတ်စွာဘုရားကပြန်ပြီးတော့အမိန့်ရှိတဲ့အခါအဲ့ဒီတောင်းကြီးဟာနေကိုလှမ်းကြည့်ပြီးတော့တွန်ကျူးတာမန္တန်ရွတ်တာလို့ဒီလိုနားလဲရတယ်ပေါ့နော်မန္တန်ရွတ်တာအဲ့ဒီမန္တန်ကိုဒီမှာဖော်ပြီးတော့ပြထားတာပေါ့အားလုံးဘုရားဘာသာဝင်တွေသိတဲ့အတိုင်းဥဒိတယံသက္ခုမာဧကရာစာဟရိတဝန္နောပထဝိပပါသောတံတံနမတ္တမိဟရိတဝန္နံပထဝိပပါတံတေသဂௌတဝိဟရေမှုဓိဝတံအရှိလောကရကထွက်လာတဲ့နေမင်းကြီးနေထွက်လာပြီဆိုလို့ကနေနေကိုလှမ်းကြည့်လိုက်တယ်နေကိုလှမ်းကြည့်ပြီးတော့ဒီအဓိပ္ပာယ်ရှိတဲ့အတန်မျိုးကိုသူကတွန်ကျူးတယ်ပေါ့အဲ့လိုတွန်ကျူးတာအဓိပ္ပာယ်ကဘာလို့ဆိုရင်နေကိုသူကရှစ်ခိုးတယ်အလေးပေးတယ်ပေါ့နေမင်းကြီးဘာလို့တော့ဆိုနေဆိုတာလဲကဘာမှာအစွမ်းတတ္တိထက်မြက်တဲ့အရာတစ်ခုပဲလေသုံးကျွန်းလင်းကြိုက်တကျွန်းမိုက်ဆိုတဲ့အတိုင်းကျွန်းကြီးလေးကျွန်းရှိတဲ့ထဲမှာသုံးကျွန်းကိုတပြိုင်နက်အလင်းပေးနိုင်လောက်အစွမ်းတတ္တိဓာတုအစွမ်းတတ္တိပဲလေအဲ့ဒီလိုအစွမ်းတတ္တိရှိတဲ့နေမင်းကြီးကိုလေးစားပါတယ်ရှိခိုးပါတယ်ပေါ့နေဆိုတာလဲတစ်ခုတည်းပဲရှိတာကိုဒါကြောင့်မို့လို့နေကိုနေမင်းကြီးကိုရှိခိုးပါတယ်ဒါဘုရားဘာသာတွေရောနေရှိခိုးသလားလို့ဆိုတော့ဒါတော့သွားပြီးတော့မပြောနဲ့ပေါ့နော်ဒါကဥထောင်းလုံးနေတဲ့ပုံစံကိုပြောပြတာ
နေရှိခိုးဖို့မဟုတ်ဘူးအဲ့ဒီမှာစက္ခုမာဆိုတာလူတွေကမျက်စိတော့ရှိကြတယ်လူတိုင်းမျက်စိရှိတယ်သို့တော့နေမင်းကနေအယောင်မပေးဘူးဆိုလို့ရှိရင်လူတွေရှိတဲ့မျက်စိကမြင်နိုင်တာမှမဟုတ်တာအလင်းရောင်မရရင်မမြင်နိုင်ဘူးလေဒါကြောင့်မို့လို့နေကအလင်းရောင်ပေးမှလူတွေရဲ့မျက်စိရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့စက္ခုမာတရားဝါတွေအားလုံးရဲ့မျက်စိသူကစိုးမိုးထားတယ်လို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့စက္ခုမာအားလုံးကိုအမြင်မျက်စိပေးတတ်တယ်ဧကရာဇာတူရီတော်ဘယင်နေဆိုတာတစ်စင်းနဲ့ပဲရှိတာဟရိတဝဏ္ဏောတဲ့နေကြီးရဲ့အယောင်ကိုကြည့်လိုက်မယ်ဆိုရင်ရွှေရောင်အစင်းပဲပေါ့နော်ရွှေရောင်အစင်းရှိတယ်ဟရိတဝဏ္ဏောဆိုတာရွှေနဲ့တူတဲ့အစင်းရှိပထဝိဘာဘာတော်ဆိုတာကဘာမြေပြင်ကြီးတစ်ခုလုံးကိုအလင်းရောင်တွေဖြန့်ကျက်နိုင်တယ်ပထဝိပဘာသာနေရောင်ကြောင့်မို့လို့ကဘာမြေပြင်ကြီးဟာအလင်းရတာကိုနေမရှိတဲ့နေအလင်းမှမရနိုင်တာကိုဒါကြောင့်မို့ပထဝိပဘာတော်ခုခေတ်သိပ္ပံဆရာတွေပြောမယ်ဆိုလို့ရှိရင်ကဘာဂျိုကြီးကိုအလင်းပေးတာနေပဲပေါ့ဒါလို့ဆိုလိုတာပေါ့နော်ကဘာဂျိုကြီးကိုအလင်းပေးတာအဲ့ဒါကြောင့်မို့လို့အဲ့ဒီနေမင်းကြီးရွှေရောင်အစင်းရှိပြီးတော့ကဘာမြေပြင်ကြီးကိုအလင်းရောင်ပေးတဲ့အလင်းရောင်ပေးနိုင်သောကြောင့်အဲ့ဒီနေမင်းကြီးကိုဥညွတ်ပါတယ်လို့သူကဒီထိပ်ပဲပြောတာတန်နမတ္တာမိဟရိတဝဏ္ဏပထဝိပဘာသံနဲ့ဟရိတဝဏ္ဏရွှေရောင်အစင်းရှိတဲ့ပထဝိပဘာသံကဘာဂျိုကြီးကိုအလင်းရောင်ပေးတဲ့တန်တင်နေမင်းကြီးကိုနမတ္တာမိကျွန်ုပ်လေးစားပါတယ်ရှိခိုးပါတယ်ဥညွတ်ပါတယ်သူပြောပြီးတော့သူ့ရဲ့ဆန္ဒကိုထုတ်ဖော်တယ်ဘာလို့ဆိုတယစ္ဆဂုတ်တာဝိဟရေမှုဓိဝတ္တအစ္ဆဒီကနေ့တရားဂုတ်တာတင်ရဲ့စောင့်ရှောက်မှုဖြင့်ဓိဝတ္တတနေ့တာမြဝိဟရေမှုနေပါရစေပါနေမင်းကြီးကကျွန်ုပ်ကိုစောင့်ရှောက်ပါတင်ရဲ့အဆောင်ရှောက်အောက်မှာကျွန်ုပ်နေပါရစေပါဟောဆန္ဒပြုတာလူဆန္ဒဆိုတာလဲဆန္ဒကိုကအစွမ်းရည်တတ္တိရှိတယ်လေဗမာတွေသိတယ်မို့လားပြောကြတယ်ဆန္ဒဝတ္တောဂိဏမကမ္မနာသိစတိဆန္ဒကြီးရင်ကြံသမျှပြီးတယ်ဆန္ဒရှိရင်အောင်တယ်လို့ဆိုတာဘယ်လိုချင်တဲ့ဆန္ဒဟာအောင်မြင်မှုအတွက်လမ်းခင်းပေးနေတာပဲလေဘာဖြစ်ချင်တယ်ညာဖြစ်ချင်တယ်ဘာလို့ချင်တယ်ဆိုတဲ့ဆန္ဒနဲ့ထလုပ်ကြတာပဲလေအဲ့တော့ဆန္ဒရဲ့စွမ်းရည်တတ္တိရှိတယ်ဒီလိုဆိုလိုတာပေါ့အခုလည်းနေမင်းကြီးရဲ့စောင့်ရှောက်မှုဖြင့်ဒီတနေ့တာပတ်လုံးသူဟာနေပါရစေပါလို့သူဆန္ဒကိုဒီလိုပြုတာဒါကဥဒိတယံဆိုတဲ့နေထွက်တဲ့အချိန်မှာရွတ်တာအဲ့ဒါလို့ရွတ်ပြီးတော့နေခြင်းရှ िख ိုးတာမဟုတ်ဘူးဆက်ပြီးတော့အစွမ်းတတ္တိရှိဖို့အတွက်သူကဘာလုပ်တော့ရေပြမနာဝေဒကူတပ္ပဓမ္မေရေပြမနာဗျမနာဆိုတဲ့စကားလုံးကမကောင်းမှုအကုသိုလ်တွေကိုတွန်းလှန်ဖယ်ရှားထားတဲ့ပုဂ္ဂိုလ်တွေကိုဗျမနာဘာဟိတပပတွန်းလှန်ဖယ်ရှားဖြစ်တဲ့မကောင်းမှုမှန်သမျှကိုတွန်းထုတ်ထားမကောင်းမှုမှန်သမျှကိုမိမိစိတ်ထဲမှာမဖြစ်စေဘူးတွန်းလှန်ဖယ်ရှားထားတဲ့ပုဂ္ဂိုလ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုဗျမနာလို့ခေါ်တယ်ဖရာတို့ယဟန္တာတို့ကိုခေါ်တဲ့စကားလုံးတစ်ခုပေါ့ဟောအဲ့ဒီဗျမနာဖြစ်တဲ့ဝေဒကူသဗ္ဗဓမ္မေတရားမှန်သမျှကိုထင်ထင်ရှားရှားအသိဉာဏ်ဖြင့်သိပြီးတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာနော်အဲ့ဒီပုဂ္ဂိုလ်တရားမှန်သမျှအမှန်ကန်သိကြတယ်အမှန်ကန်သိကြတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မြတ်တွေကိုတေမိနမောအဲ့ဒီဗျမနာတွေဖျားရှင်တွေကိုရှိခိုးပါတယ်ကျွန်ုပ်ရဲ့ဥညွတ်မှုဖြစ်ပါစေတေသမံပါလယန္တုအဲ့ဖျားရှင်ကိုတော်မြတ်တွေကကျွန်ုပ်ကိုစောင့်ရှောက်ပါစေဟောဆန္ဒပြုတာသူဟာနော်ဖျားရဲ့ဂုဏ်ကျေးဇူးကိုသူကထုတ်ဖော်လိုက်တယ်ဗျမနာဆိုတဲ့စကားလုံးနဲ့ထုတ်ဖော်တယ်ဝ
ဝေတကူသဗ္ဗဓမ္မေဆိုတဲ့စကားလုံးနဲ့ထုတ်တိတဲ့တိတိုက်တဲ့တရားမှန်သမျှကိုကျွမ်းကျင်မရှိအောင်ထင်ထင်ရှားရှားသိတော်မူကြတဲ့ဘုရားရှင်ကိုယ်တော်မြတ်တွေကိုတေမေနမောကျွန်ုပ်ရဲ့ဥညွတ်မှုဖြစ်ပါစေတေသမံပါလယန္တုအဲ့ဒီဘုရားရှင်ကိုယ်တော်မြတ်တွေဟာကျွန်ုပ်ကိုစောင့်ရှောက်ပါစေဟောဘုရားကိုကာကွယ်ယူတဲ့သဘောနော်ဟောနောက်ကနေဆက်ပြီးတော့သူကရွတ်ဆိုသေးတယ်နမထုဗုဒ္ဓနာနမထုဘောဓိယမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တွေကိုရှ िख ိုးဥညွတ်မှုဖြစ်ပါစေဘုရားရှင်ကိုယ်တော်မြတ်တွေရဲ့အရတ္တမဉာဏ်သဗ္ဗညုတဉာဏ်ဆိုတဲ့ဘောဓိအတိဉာဏ်ကြီးကိုလည်းကျွန်ုပ်ရဲ့ဥညွတ်မှုဖြစ်ပါစေနမောဝိမု ക്ത နာနမောဝိမု ക്തി ယဆင်းရဲဒုက္ခကိလေသာအာသဝတွေကလွတ်ပြီးတဲ့ဘုရားယဟန္တာတို့ကိုဥညွတ်ပါတယ်ဝိမု ക്തി လို့ဆိုတဲ့လွတ်မြောက်စေတတ်တဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့တရားကိုလည်းပဲဥညွတ်ပါတယ်ဟောကြည့်လေသူရှိခိုးတာတွေကတကယ်ကိုအဆင့်မြင့်တယ်ပေါ့အဲ့ဒါတွေကိုရှိခိုးပြီးတဲ့အခါကျတော့အကာအကွယ်လုံးလိုက်တာပဲဒါမို့မြတ်စွာဘုရားကဖော်ပြတယ်ဣမံသောပရိဒံကတ္တဝမောရောစရတိဧတနာနော်မောရောစရတိဧတနာဥတောင်းဟာဒီကထာဒီပရိတ်ကိုအယံတားလုပ်ပြီးတော့ဒီအဓိပ္ပာယ်နဲ့ဘုရားကိုရှိခိုးဥညွတ်ပြီးတော့ကျက်စားရအရက်ကိုပြန်ချသွားတယ်ဒီလိုလုပ်ပြီးမှသူကပြန်လာနေတိုင်းနော်အမှတ်တမဲ့မနေဘူးဘုရားရှိခိုးတာဆိုလိုတာကတော့အခုတချို့လူတွေလည်းအိယာထဘုရားရှိခိုးကြတယ်လေအဲ့ဒီဘုရားရှိခိုးတဲ့အခါမှာဒီနေ့တနေ့တာလုံးဘုရားသခင်ကငါ့ကိုစောင့်ရှောက်ပါစေဆိုတာထည့်လိုက်ရင်ပြိဋ္ဌဖြစ်သွားပြီပေါ့ဣတိပိသောစားတဲ့ဂုဏ်တော်တွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားဒီတနေ့တာငါသွားလာလှုပ်ရှားမှုအန္တရာယ်ကင်းဖို့အတွက်စောင့်ရှောက်ပါစေဘုရားကိုကျွန်ုပ်ရှိခိုးပါတယ်ဆိုလို့ရှိရင်လေဒီလိုပြိဋ္ဌမျိုးဖြစ်သွားတာပဲအယံတာတစ်ခုဖြစ်သွားဟောဥတော်ကြီးကအဲ့ဒါလို့အယံတာလှုပ်ပြီးတော့မှနေ့အခါမှာကျက်စားရအရက်ကိုပြန်ဆင်းသွားတယ်ဒါကြောင့်မို့လို့မုတ်ဆိုးတွေညှော့ကွင်းထောင်တဲ့အခါမှာညှွတ်ကွင်းထောင်တဲ့အခါမှာညှွတ်ကွင်းထဲမှာသူ့ခြေတော်စွတ်တော်လဲဘယ်တော့မှမမိဘူးတဲ့တန်းဖန်ပြီးတော့လွတ်နေတယ်လို့ပြောတာနော်အဲ့တော့မြန်မာနိုင်ငံမှာဒီအင်းဝနိုင်ငံတော်ကြီးကိုအုပ်ချုပ်တဲ့အင်းဝမင်းဆက်တွေထဲမှာစကိုင်းစီသူမင်းဆိုတာရှိတယ်အဲ့ဒီစကိုင်းစီသူမင်းကလည်းဒီဥရိတယံဆိုတဲ့ဒီပရိတ်ကိုအများရန်ရွတ်တာတယ်တနေ့ကိုအခောက်1000ရွတ်တယ်လို့ပြောတယ်မနေ့တိုင်းရွတ်တယ်ညကြတော့အပေတယံရွတ်တယ်နော်စကိုင်းစီသူမင်းဆိုတာရာဇဝင်ထဲမှာရှိတယ်အင်တမတရားသဖြင့်တိုက်ရိုက်ကိုအုပ်ချုပ်ပြီးတော့မနေ့ဆိုလို့ရှိရင်ဒီဥရိတယံခါထာကိုအမြဲတမ်းအခောက်1000ရအောင်ရွတ်တယ်တဲ့အဲ့ဒီဘုရားဒါမြန်မာရာဇဝင်ထဲမှာရှိတဲ့ဘုရင်တဝူကြောင့်သူနဲ့ပတ်သက်တဲ့မှတ်သားစရာလေးတစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဖတ်ဖူးတဲ့ရာဇဝင်ရပြောတာနော်အဲ့ဒီအင်းဝမြို့ထဲမှာစင်စရဲလောက်ကင်စားတော့ရတဲ့အမျိုးသမီးတယောက်ကသူ့အိမ်ထဲမှာမြေကြီးတူးရာကနေပြီးတော့ရွှေအိုးကြီးရတယ်အဲ့လိုရွှေအိုးရတော့တရင်ကြတဲ့အခါကျတော့ဘုရင်ရဲ့အမှုတန်းတွေကသွားသိမ့်ပြီးတော့ဘုရင်စီကိုသွားဆက်တယ်စကိုင်းစီသူမင်းစီသွားဆက်တယ်ဆက်တော့စကိုင်းစီသူမင်းကဘယ်ရတာလဲလို့မေးတော့အဲ့လိုပဲဆင်းရဲသူမတယောက်အိမ်ထဲမှာတူးရင်းဆွာရင်ကနေဒီရွှေအိုးရတာဆိုတော့ဘုရင်ကြီးကဘာပြောတော့ဆိုအကိုတို့ယောက်ျားသားဖြစ်နေပြီးတော့အတောင်တရာတူးတောင်ရွှေအိုးရမှာမဟုတ်ဘူးသူကံနဲ့သူရတာမယူပါနဲ့အလကားသွားပေးလိုက်ပါလို့သူတို့ပြောတယ်မေတ္တာမသဘောကောင်းတဲ့ဘုရင်နော်ယောက်ျားဖြစ်ရတဲ့နဲ့တူးကြည့်ပါလားတဲ့အတောင်
အတောင်တရားတူးတောင်ရွှေဟိုးရမှာမဟုတ်ဘူးတဲ့သူကံနဲ့သူရလာတာမယူပါနဲ့သူ့ပဲပြန်ပေးပါလို့ဆိုဘုရင်ကြီးကအဲ့လိုပြန်ပေးခိုင်းတယ်တဲ့ဒါလည်းရာဇဝင်ထဲမှာမှတ်ထားတာရှင့်အဲ့ဒီဘုရင်ကြီးကဥရိတယံအမြဲတမ်းရွတ်တယ်လို့ဆိုတယ်အဲ့တော့နေ့အခါဒေါင်းကြီးဟာဖះလောင်ဥတော်မင်းကြီးဟာအစာရေးစားစကြက်ကိုဆင်းတဲ့အခါမှာမနေ့မိုးနေထွက်တဲ့အချိန်ရွတ်ပြီးတော့မှအစာသွားတော့အန္တရာယ်ကင်းတာကြော်ကွင်းနေမမိတော့အဲ့လိုကအန္တရာယ်ကင်းခဲ့တယ်ဟုတ်အဲ့လိုဆိုတာပေါ့ဟောအန္တရာယ်ကင်းတယ်ညနေအိတ်တန်းတက်တဲ့အခါကျတော့နေဝင်ချိန်နေကိုလှမ်းကြည့်ခုခေတ်ကလူတွေကလည်းဘာလုပ်တယ်လဲမသိဘူး sunset beauty ဆိုပြီးတော့နေဝင်သွားကြည့်တယ်နော်ဘာမှတော့ရွတ်ပုံမရပါအောင်ကြာနေဝင်တာလှတယ်ဆိုဓာတ်ပုံရိုက်တယ်ဘာလုပ်တယ်ပေါ့ပကံမှာဆိုလို့ရှိရင်ဖျားတွေဘောတက်ပြီးတော့နေဝင်ချိန်အလှဆိုပြီးတော့သွားကြည့်ကြလေနိုင်ငံသားတွေကြည့်တော့ဗမာတွေကလည်းလိုက်ကြည့်နေဝင်တာများအဆန်းလုပ်ကြည့်နော်နေဝင်တာကိုသွားခံစားတယ်ဟာဒီတောင်းမင်းကတော့ကြည့်နေဝင်တဲ့အချိန်မှာ तू ကဘာရွတ်တော့ခုနလိုပဲညအတွက်အန္တရာယ်ကင်းဖို့အတွက်ဓမ္မမန္တန်လို့ခေါ်တဲ့ဒီပြိတ္တရားတော်ကို तू ရွတ်ပြန်အဲ့တော့ तू ရွတ်ပုံကအားလုံးရကြတဲ့အတိုင်းအပိတယံစက္ခုမာဧကရာစာအပိတိခုနကတော့ဥဒေတယံကဥဒေတိဒါကအပိတိအယံတရားအားလုံးကိုမျက်စိအမြင်ပေးပြီးတော့တဥရီသောဘယင်ဖြစ်တဲ့ဟာတဥရီသောဘယင်ဖြစ်တဲ့ရွှေရောင်အဆင်းရှိတဲ့ကဘာမြေပြင်ကြီးကိုလင်းရောင်ပေးတတ်တဲ့ဤနေမင်းကြီးဟာဝင်တော့မယ်ဝင်သွားပါပြီနေကြီးကိုကြည့်ပြီးတော့ဒီစကားကိုပြောတာဝင်သွားပါပြီတန်တနမတ္တမိဟရိတဝနံပထဝိပပါတာရွှေရောင်ဆင်းရှိပြီးကဘာကြီးကိုအလင်းရောင်ပေးသွားတဲ့အလင်းရောင်ပေးတတ်တဲ့အစွမ်းရည်တတ္တိကြောင့်တင်နေမင်းကြီးကိုကျွန်ုပ်အလေးပြုပါတယ်ဥညွတ်ပါတယ်ဟုတ်တယ်လေကျေးဇူးတင်စရာကြီးပဲကြည့်မယ်ဆိုရင်ကျေးဇူးတင်စရာကြီးနေမင်းကြီးကအလင်းရောင်ပေးလို့အလုံးမြင်ကြရတာကဘာမြေပြင်ကြီးကိုအလင်းရောင်ပေးသွားတာဒါကြောင့်မို့ဥညွတ်ပါတယ်လေးစားပါပဲလို့ဒီလိုပြောတာနော်အဲ့ဒါလို့ဥညွတ်ပါတယ်လေးစားပါတယ်ပြောပြီးတော့သူ့ရဲ့လိုရင်းဆန္ဒကိုထုတ်ဖော်တယ်တယေစဂௌတာဝိဟရေမှုရတ္တိဒီကနေ့ညအစ္ဆရတ္တိဒီကနေ့ညမှာတရားဂௌတာသင်္နေမင်းကြီးရဲ့အဆောင်အရှောင်းနဲ့ဝိဟရေမှုနေပါရစေနေ့ဦးလဲညကြတော့လေနေမင်းကြီးရဲ့အဆောင်ရှောင်းနဲ့ပဲနေပါမယ်အင်တမတကူစွမ်းရည်တတိရှိတဲ့စွမ်းရည်တတ္တိရှိတဲ့နေမင်းကိုတိုင်တယ်ပြီးတော့အနေကင်းမှုလုပ်တဲ့စကားဒါနဲ့တင်လုံလောက်သလားလို့ဆိုမလုံလောက်ဘူးလေဘုရားရှိခိုးတာပါသေးတယ်ဒါမို့ဘုရားရှိခိုးတဲ့ဂါထာကြတော့ခုနတိုင်းပဲယေဗျမနာဝေရကူသဗ္ဗဓမ္မေတေမေနမောတေသမံပါလယံတုဓမ္မရဲ့ဓမ္မမှန်သမျှတဘာဝတရားမှန်သမျှကိုထင်ထင်ရှားရှားကြီးသိတော်မူပြီးတဲ့မကောင်းမှုမှန်သမျှကိုတွန်းလှန်ဖယ်ရှားပြီးတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတို့ကိုရှိခိုးပါတယ်အဲ့ဒီဘုရားရှင်ကိုရောမြတ်ကြီးတို့ကျွန်ုပ်ကိုစောင့်ရှောက်ပါစေဘုရားတကယ်ကြီးကျွန်ုပ်ကိုစောင့်ရှောက်ပါစေဒီလိုဆိုလိုတာညအခါမှာစောင့်ရှောက်ပါစေနမထုဗုဒ္ဓနာသစ္စာလေးပါးကိုသိတော်မူတဲ့ဘုရားရှင်ကိုရောမြတ်တို့အားကျွန်ုပ်ရဲ့ဥညွတ်မှုဖြစ်ပါစေနမထုဘောဓိယာထိုဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့အတိညာကိုဥညွတ်ပါတယ်ဥညွတ်မှုဖြစ်ပါစေနမောဝိမု ക്ത ဒုက္ခခတ်သိမ်းမှလွတ်မြောက်သွားတယ်ကိလေသာတွေကလွတ်မြောက်သွားတယ်အဲ့ဒါလို့လွတ်မြောက်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုဥညွတ်ပါတယ်တော့ဘေးရန်အန္တရာယ်ကလွတ်မြောက်ရင်လွတ်မြောက်တဲ့ပုဂ္ဂိုလ်ကို
ရှိခိုးရမှာပေါ့ဒါအောင်ခြင်းအောင်တော်မူတဲ့မြတ်စွာဘုရားအာယုံပြုပြီးတော့အောင်စုတောင်းရတာဒါဟာတဘာဝလည်းကြတယ်လေပတ်စံမရှိတဲ့လူသွားပြီးတော့ပတ်စံသွားတောင်းလို့ဘယ်ရမလဲနော်အစွမ်းတကူမရှိတဲ့ပုဂ္ဂိုလ်စီသွားအစွမ်းတကူသွားတောင်းဘယ်ရမလဲသူ့မှာမရှိတာပေးเสียမှမရှိတာအဲ့တော့တောင်းတယ်ဆိုတာရှိတဲ့စီတောင်းရတာဒါမို့မြတ်စွာဘုရားဆိုတာအလုံးစွမ်းတတ္တိတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အစွမ်းတတ္တိနဲ့သူဟာနေပြရစေမောဝိမု ക്തി လွတ်မြောက်မှုဆိုတဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ဒီတရားမြတ်တွေကိုလည်းဥညွတ်ပါတယ်လို့ဣမံသောပရိတ္တံကတ္တဝါမောရောဝါဒမကပ္ပယိဟောဒီအယံတားကိုလှုပ်ပြီးတော့ဦးတော်မင်းကြီးဟာညအခါမှာနေထိုင်ပါတယ်လို့ဒါနေနေညညအန္တရာယ်ကင်းမှုအတွက်နေ့တစ်ချိန်ညတစ်ချိန်ဖျားရှိခိုးတဲ့သဘောပဲနော်ဖျားရှိခိုးတာပဲနေမင်းစီကအကူကြီးနေ့တစ်ချိန်ညတစ်ချိန်တောင်းတယ်ဘုရားသခင်ကိုရောမြတ်တွေကိုအာရုံပြုပြီးတော့ဘုရားရှိခိုးတယ်ဘုရားရှိခိုးပြီးတော့အကာအကွယ်လုပ်တယ်ဘုရားသခင်ကိုရောမြတ်တွေကကျွန်ုပ်ကိုဆောက်ရှောက်ပါစေလို့ဆန္ဒပြုတယ်ဟောဆန္ဒပြုပြီးနေသည့်အတွက်ကြောင့်တောင်းကြီးဟာအန္တရာယ်ကင်းတယ်မုတ်ဆိုး80ကြိုးစားတာမရဖမ်းလို့မရအဲ့ဒီနောက်ဆုံး80မြောက်မုတ်ဆိုးကြတော့သူက technique ကိုနားလဲသွားတယ်ဒီဥတောင်းကြီးဟာမနဲ့စောစောနေကြည့်ပြီးတော့တွန်းနေညကြတော့လေနေကြည့်ပြီးတော့တွန်းနေအဲ့ဒါအစွမ်းတတ္တိဖြစ်လိမ့်မယ်သူမတွန်းခင်ငါစီရောက်အောင်ငါသွေးဆောင်မယ်ဆိုပြီးတော့ဘာလို့တဲ့ထင်တော့မြို့ထဲရွာထဲမှာဖမ်းထားတဲ့ယင်မိသားဖြစ်တဲ့တောင်းမတကောင်ကိုအကတင်ထားတဲ့တောင်းမတကောင်ခေါ်လာနော်ခေါ်လာခဲ့တယ်ခေါ်လာပြီးတော့ညကလေးကအတန်ပေးထားတယ်တောင်းမကိုညကလေးကတွန်းခိုင်းတာဟုတ်ပြီတောင်းဖို့ဆိုတော့တောင်းမတန်ကြာမနေနိုင်ဘူးလေအတန်ပေးထားတယ်မနဲ့စောစောအဲ့ဒါလင်းနာနဲ့တပြိုင်တည်းဒီကအတန်ကြိုပေးတာဟိုကိုရောမြတ်ကဥဒိတယံရွတ်ဖို့မေ့သွားအဲ့ဒီချိန်မှာနော်ဘုရားရှိခိုးဖို့မေ့လာတောင်းမှအတန်ကြားတဲ့စီပြန်ချလာခဲ့တာဒါသူ့ရဲ့ technique ပဲနော်တောင်းမှအတန်ကြားတဲ့စီပြန်ချလာခဲ့တာတခါတည်းကိုခြေကွင်းခြေတောက်ဟာကြော့ကွင်းနဲ့စွတ်မိရဖြစ်ပြီးတခါတည်းမိတော့တာပဲသူဒီလိုဆိုလို့တာနော်တရားလက်လွတ်သွားပြီဆိုရင်တရားလက်လွတ်ငှက်တောင်ကျွတ်တယ်နော်နောက်ဆုံးမှာငှက်တောင်ကျွတ်သွားပြီဆိုလို့ရှိရင်ငှက်ဘာမှမတတ်နိုင်တော့လေတောင်ကျွတ်သွားမြောက်တစ်ကိုင်းလွတ်လို့လည်းပြောကြတယ်တစ်ကိုင်းလွတ်ရင်လည်းအောက်ပုတ်ပြုတ်ကြမှာပဲပေါ့တရားလက်လွတ်ရင်လည်းဒီတိုင်းပဲဖြစ်တာပဲခါတိုင်းလုံးနေကြနေမင်းကြီးကိုရှိခိုးတာတို့ဘုရားသခင်ကိုရောမြတ်တွေရှိခိုးတာတို့အဆောင်လျှောက်တွေတို့ဒါတွေမလုပ်တော့ဘူးနဲ့တောင်းမှအတန်ကြားတာနဲ့ပဲပြန်ချလိုက်ကြတာညရတဲ့ကအိပ်ပျော်ဖို့မရပါဘူးသူပြန်ချဒါကြောင့်ပြန်ချလာတာနဲ့တပြိုင်နက်ဟိုကထောင်ထားတဲ့ကြော်ဝင်းတွေနှံ့ချက်ချင်းမိတော့တာမိသွားတော့အဲ့ဒါဖမ်းသွားပါသေးရောအကောင်ကြီးကလည်းကြီးဖမ်းသွားဘုရင်နန်းတော်ရောက်သွားပြီရောက်တဲ့အခါကျတော့လူတို့ရဲ့ဘာသာစကားနဲ့ပြောတယ်လို့ဒါကတော့ထူးထူးဆန်းဆန်းပေါ့50ဇတ်တွေထဲမှာဒီလိုဟာမျိုးရှိဘုရင်ကြီးကိုမေးတယ်တဲ့ဘာဖြစ်လို့သူ့ကိုဖမ်းရတယ်လဲမေးတဲ့အခါကျတော့ဘုရင်ကြီးကပြောတယ်ဟောဒီမှာငါမှရွှေပေလာရထားတောင်းရင်အသာစားလို့ရှိရင်မအိုမနာမသေးဒါကြောင့်မို့ငါမအိုခြင်းဘူးမနာခြင်းဘူးမသေးခြင်းရွှေစင်းရှိတဲ့တောင်းရင်အသာကိုငါစားမယ်စားခြင်းလို့ငါဖမ်းတာဆိုတော့တောင်းမင်းကြီးကစဉ်းစားဖို့ပြောပြရှင်မင်းကြီးစဉ်းစားတဲ့ကျွန်ုပ်အသာစားမယ်ဆိုရင်ကျွန်ုပ်ကသေရမယ်သေတဲ့လူရဲ့အသာသေတဲ့တရားဝါရဲ့အသာကိုစားတာမအိုဘူးမနာဘူးမသေးဘူးဆိုတာဖြစ်နိုင်မှာမလားနော်
သေတတ်တဲ့တတဝါတစ်ကောင်ရဲ့အသားကိုစားတာမသေးဘူးဆိုတာဖြစ်နိုင်ပါမလားယုတ်တိမရှိဘူးလေ reasonable မဟုတ်ဘူးမသေးတဲ့အကောင်စားမှမသေးမှာပေါ့နော်သေတဲ့အကောင်ရဲ့အသားစားသေးမှာပေါ့ဒါပဲလေရှင်းရှင်းလေးပဲသူပြောတာကျွန်တော်ကသေမယ်လေတဲ့သေတဲ့အကောင်ရဲ့အသားကိုစားရင်သေမကြီးလည်းသေမှာပဲဆိုတော့ဘုရင်ကြီးကဘာစောရကတက်တော့ဆိုမင်းကရိုးရိုးတောင်းမဟုတ်ဘူးတဲ့ရွှေစင်းရှိတဲ့တောင်း။အော်အဲ့ဒါကြောင့်လားကျွန်ုပ်ရွှေစင်းရှိတာကုသိုလ်ကောင်းမှုကြောင့်ဖြစ်တာ။တစ်ချိန်လုံးကကျွန်ုပ်ဟာလူဘဝတုန်းကစကြဝဠာမင်းကြီးဖြစ်ခဲ့မှုတဲ့။စကြဝဠာမင်းဖြစ်တုန်းကငါးပါးသီလကိုလုံလုံကြီးစောင့်ခဲ့တယ်။စကြဝဠာမင်းရဲ့အဆုံးအမဆိုတာလေငါးပါးသီလပဲတခြားမဟုတ်ဘူး။တိုင်းပြည်ကိုအုပ်ချုပ်တာငါးပါးသီလကိုဆုံးမပြီးအုပ်ချုပ်တာပဲစီကံနေများများမထားဘူးဥပဒေတွေများများမထုတ်ဘူးစကြဝဠာမင်းကမိန်ငေါပြောတဲ့အခါဘာပြောလဲပါနောနဟန္တဘောတဲ့တရားတွေအသက်ကိုမတတ်ရဘူးအဒိဏနာတိတဗံသူရပစ္စည်းကိုမယူကြနဲ့ကာမေတုမိစ္ဆာနာစရိတဗာကာမဂုဏ်ကိစ္စတွေမှားမှားယွင်းမကျင့်ကြနဲ့မုတ္တနာပဏိတ္တဗာဘယ်တော့မှလိန်ညာမပြောကြနဲ့မစ္ဆပန္နနာပတ္တဗာမူရစေရတဲ့အရေးတွေမတော့ကြနဲ့ပေါ့ဒါကစကြဝဠာမင်းကဆုံးမတဲ့စကားပဲတိုင်းသူပြည်သားတွေကအလုံးလိုက်နာကြတော့တိုင်းပြည်ကအေးချမ်းတယ်တတ်မှုမရှိဘူးခိုးမှုမရှိဘူးမဒိမှုဆိုတာမရှိဘူးနော်တူကျူးလွန်တာတွေမရှိဘူးလိမ်လီမှုကြီးတွေကင်းတယ်အယက်သေးစားမတောက်စားတော့တုံးတဲ့တူရံဖြစ်ကြတယ်တို့ခိုက်ရန်ဒေါသဖြစ်တယ်ဆိုတာမရှိဘူးမူးယူပြီးတော့ဆဲတယ်ရေးတယ်မရှိဘူးလေအားလုံးကငြိမ်းချမ်းတယ်အဲ့ဒီသူကိုယ်တိုင်၅ပါးသီလလုံလုံချုံချုံစောင့်အဲ့ဒီ၅ပါးသီလကိုလုံလုံချုံချုံစောင့်ခဲ့လို့သူဟာဒီရွှေချင်းရတာတဲ့ဆိုတော့ဘုရင်ကြီးကဘယ်မလဲတဲ့အထောက်ထားပြအောင်ဒီဟာယုံတန်းစကားဖြစ်နေတယ်ဒီရွှေစင်းရတာဟာဒီ၅ပါးသီလကြောင့်စကြဝဠာမင်းဖြစ်ခဲ့တယ်ဆိုတာထောက်ထားပြနိုင်တာပေါ့ဟောဒီနာမှာဒီမြို့မှာပဲဖြစ်ခဲ့တာတဲ့ရေကန်ကြီးထဲမှာသူစီးခဲ့တဲ့ရင်ရှိတယ်ဝေါ်ရင်တစ်ခုရှိတယ်ပေါ့ရွှေစင်းရှိတဲ့ဝေါ်ရင်အဲ့ဒီရေကန်ကြီးထဲမှာရင်ကုန်သမားတွေခေါ်ပြီးတော့ဖော်ချီဆိုတော့ဘုရင်ကြီးကရေကန်ထဲကရေတွေကုန်ထုတ်ပြီးတော့ရှာလိုက်တဲ့အခါကျတော့စကြဝဠာမင်းဘဝတုန်းကစီးတဲ့ရွှေဝေါ်ရင်ကြီးရှိတဲ့အဲ့ထက်မှာနော်ဒါတွေကရှိနေတတ်တယ်လေအခုဒီပဇွန်အောင်ချောင်းတဲ့တောင်မှပဲဓမ္မစရီခေါင်းလောင်းကြီးရှိတယ်လို့ဆိုတာပဲသွားပြီးတော့တူးဖော်ဖို့ရတော့ခဏခဏကြားနေတာမတူသေးဘူးအနောထမင်းလက်ထက်တုန်းကအနောထဘုရင်ကြီးကသမိုင်းရာဇဝင်စာအုပ်ထဲမှာပါတယ်ပေါ့အနောထဘုရင်ကြီးသွားတူးတာဒုတိယဘောင်မင်းကြီးစီးခဲ့တဲ့ဒုတိယဘောင်မင်းကြီးစီးတဲ့နဂါးကြီးကွန်လှေတော်ကြီးဆိုတာရှိတယ်လို့ပြောတယ်အဲနဂါးကြီးကွန်လှေတော်ကြီးကိုဒုတိယဘောင်မင်းကြီးကမြေကြီးအောင်မြုပ်ထားခဲ့တယ်တဲ့အဲ့ဒါကိုသမိုင်းအရာဒေါ်ထာမင်းကြီးကသွားပြီးတော့ဖော်ကြည့်တာဟုတ်တယ်တွေ့တော့သူကပြန်ပြီးတော့မြုပ်ထားတာစိတ်ဝင်စားရင်သွားဖော်ဖို့ကြိုးစားပေါ့နော်စပိတ်ဖိုင်းရလေးမြန်နေတောင်ဖော်မလို့ကြိုးစားနေတယ်လို့ channel တွေထဲမှာတွေ့တယ်ပေါ့နော်အဲ့တော့ဒီလိုမြေကြီးရဲ့မြုပ်ခဲ့တယ်ဆိုတာတွေကမရှိဘူးမဟုတ်ရှိတယ်ဘုန်းကြီးတို့ဥပိ္ပဇေဆရာတော်ကြီးစံငင်းဆရာတော်ကြီးဆိုတာလက်ရှိသူကတိဘောမင်းပါတော်မူတော့ကဆရာတော်ကြီးက18နှစ်သားလောက်ရှိပြီသူကိုယ်တိုင်မြင်လိုက်တယ်ပေါ့အဲဆရာတော်ကြီးပြောတဲ့ထဲမှာတိဘောမင်းရဲ့စီးတော်ဆင်ကြီးဆင်ပြူတော်ကြီးရဲ့လေဘင်းကိုဆွဲတဲ့ယရနာရွှေခေါင်းလောင်းတော်ကြီးရှိတယ်တဲ့ငွေခေါင်းလောင်းတော်ကြီးရှိတယ်ယရနာတွေစီချဲထားတဲ့ငွေခေါင်းလောင်းကြီးအင်္ဂလိပ်တက်လာတဲ့အခါကျတော့
စင်တိန်ကအဲ့ဒီငွေခေါင်းလောင်းကြီးကိုမြေကြီးထဲတူးပြီးတော့မြုပ်ထားတယ်နန်းတော်ထဲမှာရှိတယ်လို့ပြောနော်မြုပ်ထားခဲ့တာဘယ်နှမှာတော့မသိဘူးပေါ့နော်မြုပ်တဲ့လူမရှိတော့ဘယ်နှရဲ့လူမြေပုံနဲ့ပါနဲ့မြုပ်ခဲ့တာမဟုတ်တော့မြုပ်ထားတော့မြုပ်ခဲ့တယ်အဲ့တော့မြေလှမ်းရှာရင်တော့တွေ့ကောင်းတွေ့မှာပေါ့အဲ့ဒီမှာအဲ့ဒီလူတခါတရံကျတော့အမှတ်မထင်မြေကြီးတွေကတွေ့တာလေဆိုတာလည်းရှိတာပဲလေမြုပ်ခဲ့တာသိကြတယ်အခုလည်းပဲစကြဝဠာမင်းဖြစ်တုန်းကဒီရေကန်ထဲကိုမြုပ်ထားတဲ့အဲ့ဒီရွှေဝေါတော်ကြီးပြန်ပြီးတော့တွေ့ရတယ်တဲ့အဲ့ဒီကြတော့မှဘုရင်ကြီးကယုံကြည်တယ်ယုံကြည်တော့မှဘုရားလောင်းကိုပြန်ပြီးတော့လွတ်လိုက်တယ်ပေါ့ဘုရားလောင်းကလည်းကုသိုလ်ကောင်းမှုဆိုတာလောက်သူဟာအကုသိုလ်ကြောင့်တခုသောဘဝမှာအကုသိုလ်လုပ်ခဲ့လို့အဲ့ဒီအကုသိုလ်ကံရဲ့အကျိုးကြောင့်အခုလိုတိရစ္ဆာန်ဘဝရောက်တာနော်လူဘဝတုန်းကသီလစောင့်ခဲ့လို့ရွှေစင်းကိုရတာဆိုတာတွေကိုတောင်းမင်းကနေပြီးတော့ပြောခဲ့တယ်တဲ့950ထဲမှာမောရဆတ်ဆိုတာရှိတယ်ဝါဒနာပါလို့ပြည့်ပြည့်စုံစုံသိခြင်းထပ်ပြီးတော့အဲ့ဒီ950ဇတ်ကိုဖတ်ချီအဲ့ဒီနဲ့ပတ်သက်ပြီးတော့ဒီပရိတရားတော်တွေထဲမှာမောရတုတ်ဆိုတာရှိတာပေါ့နော်အဲ့ဒီမောရတုတ်ဟာအခုတိုင်းရွတ်ဖတ်တရစေပြီးဖျားရှိခိုးမယ်ဆိုလို့ရှိရင်မနေ့တစ်ချိန်ညနေတစ်ချိန်မနေ့ကျတော့နေထွက်ပြီဆိုရင်ကိုယ့်အိမ်ကပရင်းပေါင်လေးရန်ကုန်လူတွေနေထွက်တာမြင်ရလားမသိပါဘူးပရင်းပေါင်လေးလှပ်ပြီးတော့နေထွက်တဲ့နေရာကိုကြည့်ပြီးတော့ဥရိတယံဂါထာရွတ်ညင်ဒီပြင်အိမ်ကနေမမြင်ရဘူးဆိုရွှေဒဂုံဘုရားပေါ်သွားတက်နေထွက်တဲ့ချိန်လေးမှာဥရိတယံရွတ်ပြီးတော့ဘုရားရှိခိုးညနေကျတော့နေဝင်ကနေရွှေဒဂုံဘုရားပေါ်တက်နေဝင်ချိန်ကြည့်sunset beauty မဟုတ်ဘူးအဲ့ဒီမှာနေကိုရှိခိုးဘုရားကိုရှိခိုးပြီးတော့ဒီလိုနေစဉ်နဲ့အမျှပရိတရားတော်ကိုရွတ်ဖတ်သွားမယ်ဆိုရင်အန္တရာယ်ကင်းရှင်းမှုရရှိမှာဖြစ်ပါတယ်ဘယ်ရာပဲဖြစ်ဖြစ်အာသေဝနတတ္တိဆိုတာထုံမှန်းထားမှာချိန်ချိန်လုံးမှာစွန့်ရင်တတ္တိဆိုတာရှိအာရကသမားတွေကြည့်ပါလားတရက်တည်းလေ့ကျင့်ရတာမဟုတ်ဘူးချိန်ပေါင်းများစွာလေ့ကျင့်မှစွန့်ရင်တတ္တိဆိုတာတက်လာတာလေအဲ့ဒါဒီလိုရွတ်တာဖတ်တာဆိုတာလေရွတ်ချင်တဲ့နေ့ရွတ်တယ်မရွတ်ချင်တဲ့နေ့မရွတ်ဘူးဆိုရင်တော့ဒီတကုတ္တိကတက်ချင်မှတက်မှာအဲ့ဒါကြောင့်မို့လို့ပုံမှန်လေ့ကျင့်ပြီးတော့စိတ်ပါလက်ပါလုပ်မယ်ဆိုရင်တော့ဒီပရိယေတကူအစွမ်းကိုခံစားကြရမှာဖြစ်တယ်အေးဒါဟာမောရတုတ်အနှစ်ချုပ်ပဲဖြစ်ပါတယ်တရေကြီး17တုတ်နှုတ်တဲ့ရထားကြတဲ့သူတော်စင်တွေပရိကြီးရွတ်တဲ့အခါမှာအဓိပ္ပာယ်ကိုသိရှိနားလည်ပြီးရွတ်ဖတ်တရေဆိုင်မယ်ဆိုရင်အခုမောရတုတ်ရွတ်တဲ့အခါမှာနော်တေဗျမနာဆိုတဲ့စကားလုံးလေးရေဗျမနာဆိုတဲ့စကားလုံးလေးကိုကြည့်မကောင်းမှုအကုသိုလ်တွေကိုတွန်းလှန်ဖယ်ရှားတယ်ဆိုတာတို့တွေလည်းမကောင်းမှုအကုသိုလ်တွေကိုတွန်းလှန်ဖယ်ရှားဖို့လုပ်ရမယ်ဆိုတာကိုကျင့်စဉ်တစ်ခုအနေနဲ့မှတ်သားနိုင်ကြပြီဝေရကူသဗ္ဗတံမေသိတဲ့သိလိုက်တဲ့တရားတွေမှန်တယ်တို့သိအောင်ကြိုးစားရမယ်အနေစာဒုက္ခအနတ္တသင်္ခါရတရားတွေရဲ့သဘာဝတွေကိုသိရှိနားလည်မှကိလေသာအညစ်အကြေးတွေကိုကင်းဝေးအောင်လုပ်နိုင်မယ်လို့ဝိပဿနာကျင့်စဉ်ကျင့်မှသာလဲမဲ့ဖို့နိဗ္ဗာန်ရနိုင်တယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေ
သက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတပိတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောက်ယူပါဝင်ငွေလာမင်းနှင့်ရောင်ရင်ရှက်ယုံပေါင်းဆောင်ရအခြင်းကြောင့်တဝိတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတွေဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်တည်း